အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D ပေါ်ကောင်း channel ကနေပြီးတော့ဒီကနေ့မှာပြန်လဲကြိုဆိုပါတယ်ခင်ဗျာဒီကနေ့မှာကြော်မိတ်ဆွေတွေကိုကျွန်တော်ပြန်လဲမျှဝေပြီးတော့အကောင်းဆုံးတင်ဆက်ပေးပါသည်လာမယ့်ကျွန်တော်ဒီရက်3လ2026မှာထွက်မဲ့ 3D ကိုဒီကနေ့မှာလုံဝါကိုလဲစရာမလိုတဲ့တန်ဖိုးကနေပြီးတော့ကျွန်တော်တို့ထုတ်ထားတဲ့ပေါ့နော်ကနန်ကောင်တစ်ကွက်ကိုထိစီလဲတဲ့နောက်ပေးလေးကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ဒါ2026အတွက်ရန်ကိုတည်လွင်ပြီးတော့မှအထောက်အကူပြုမဲ့တန်ဖိုးကိုဒီလေးငါနေပြီးတော့963တိယူထားပြီးတော့တည့်ရတန်ဖိုးကနေပြီး3ညရဲ့တန်ဖိုးထီကိုဆွဲထုတ်ပြီးကြောမိတ်ဆွေဒီကနေ့မှာကောင်းဆုံးကနန်တစ်ကွက်ကိုကျွန်တော်ကပြန်လဲမျှဝေတင်ဆက်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကနေ့မှာကျွန်တော်တင်ဆက်မဲ့ကျွန်တော်ဒီတန်ဖိုးလက်တွက်မူလေးကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ 3D ဖော်ကောင်ကိုလည်း subscribe ဆိုရင်ညောင်စာကနေတွေ့ပြီးနောက်ခေါင်းလောင်းလေးကိုမတီးရသေးလည်းတီးခဲ့ပေးစီချင်ပါတယ်ဒီတစ်ပတ်တွေတန်ဖိုးကတော့ကျော်မိတ်ဆွေတွေတွေ့ရန်ကိုထူကြပြီးတော့အကြိုက်တူမဲ့ကနန်ကောင်လေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီတန်ဖိုးလေးကိုလည်းအစဆုံးကြည့်ရှုစေချင်ပါတယ်အရင်ဆုံးလေးနဲ့ကျော်မိတ်ဆွေတွေကိုကျွန်တော်တန်ဖိုးစိုက်ကလေးနဲ့စတင်ပြီးတော့ပြတ်သားတင်ဆက်မှာဖြစ်ပါတယ်တန်ဖိုးဆိုတဲ့အတိုင်းပဲဒီလေးငါနေပြီးတော့963တိယူထားပြီးဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ကတန်ဖိုးကိုပြတ်သားမယ်အရင်ဆုံးကျွန်တော်ကဒီရဲ့တန်ဖိုး4ရဲ့တန်ဖိုး5ရဲ့တန်ဖိုးတွေကိုကျွန်တော်တို့အရင်ဆုံးပေါင်းဆက်သွားမှာဖြစ်တယ်ဒီရဲ့တန်ဖိုးဒီကျွန်တော်တို့က2ရဲ့ဒီရဲ့6ရဲ့ကိုရတယ်ပြီးရင်4ရဲ့တန်ဖိုးကိုယူတယ်4ရဲ့တန်ဖိုးဒီ3ညကျွန်တော်တို့1 5ကိုရရှိပြီးတော့5ရဲ့တန်ဖိုးကတော့ကျွန်တော်တို့က3ည3 1ကိုရရှိတယ်ပြီးရင်အဲ့ဒီတန်ဖိုးတွေကိုအသီးသီးပေါင်းယူမယ်ရလာတဲ့ကဏ္ဍဒီထွက်မဲ့3D ဖြစ်ရဆိုတော့6 5 1ပေါင်းခြင်းဒီတဲ့ကျွန်တော်တို့ကတန်ဖိုးပေါင်းခြင်းဒီ2ကိုရပြီးတော့1 1 3ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာ5ကိုပေးတယ်ပြီးရင်2 3 3 ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ2ကိုပေးတယ်အဲ့ဒီမှာ1 4 5ပြီးရင်ထွက်မဲ့ 3D 2 5နဲ့ဆိုကျွန်တော်ဒီမှာ2 5နဲ့မှာကျွန်တော်တို့ကတဲပုံစံလေးဆင်းတယ်နှစ်ထိပ်စီ9လဲတဲ့နှစ်နောက်ပဲဆိုပြီးတော့ပေးတယ်ပေါ့နော်ဒီလိုကျွန်တော်တို့ကတန်ဖိုးတွေကိုပေါင်းဆက်တွဲဆက်ပြီးကြော်မိတ်ဆွေတွေအတွက်ကျွန်တော်ကကနန်ကောင်တစ်ခွက်ကိုလာမယ်တည့်ရ3လ2026အတွက်ကိုဖန်တီးပြီးကြော်မိတ်ဆွေတွေကိုကျွန်တော်ကပြတ်သားတင်ဆက်ပေးသွားမှာဖြစ်တယ်ဆိုတော့ဒီကနေ့တော့ပူဂျိုလေးကိုတော့စဆုံးကြည့်ရှုစေခြင်းနဲ့ဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့နောက်တစ် site ကိုသွားမယ်နောက် site စီကျွန်တော်တို့က2ရဲ့တန်ဖိုး9ရဲ့တန်ဖိုး2ရဲ့တန်ဖိုး2 5 2ရဲ့ကျွန်တော်တန်ဖိုးတွေဒီထုံမယ်အဲ့ဒီမှာ2ရဲ့တန်ဖိုးကိုယူမယ်2ရဲ့တန်ဖိုးဒီကျွန်တော်တို့4 3 2ကိုရရှိတယ်9ရဲ့တန်ဖိုးကိုထည့်ယူမယ်9ရဲ့တန်ဖိုးဒီကျွန်တော်တို့ဒီမှာရှေ့မှာပေးထားတဲ့အတိုင်း3ည3 1ကိုရပြီးတော့2ရဲ့တန်ဖိုးအပေါ်မှာပေးသလိုပဲ4 3 2ကိုရတယ်အဲ့ဒီမှာကျွန်တော်တို့တန်ဖိုးတွေတည်တည်ရပြီဆိုတော့ဒီတန်ဖိုးတွေကိုပေါင်းစပ်မယ်တန်ဖိုးတွေပေါင်းစပ်မယ်ဆိုရင်1 1ပေါင်းခြင်းကိုယူမယ်9ကိုရရှိပါတယ်3 3လုံးပေါင်းခြင်းကိုယူမယ်9ကိုရရှိပါတယ်4 3ညလေးပေါင်းခြင်းကိုယူမယ်8ကိုရရှိတယ်အဲ့ဒီမှာ2 5နဲ့ပြီးထွက်ရမယ်3 8ထိပ်စီ9လဲတယ်9နောက်ပြီး8ကို9ဆိုတော့ကျွန်တော်ဒီမှာ8ကို9ပါလေတဲအောင်ခဲ့ပါတယ်1 4 5မှာလည်းတန်ဖိုးတွေအတီးထုတ်လိုက်တာ2 5တို့နေဆိုပြီးတဲပေးသလိုပဲ2 5နဲ့ကနေတန်ဖိုးတီးတီးကိုထုတ်လိုက်တာ8 9 5မှာကျွန်တော်တို့ကတဲဆိုပြီးတော့ထိစီလဲတဲ့နောက်ဘေးကိုရွေးချယ်ပေးသွားပါတယ်ခင်ဗျာဟုတ်ကဲ့အခုထပ်ပြီးတော့ကြော်မိတ်ဆွေတွေကို8 9 5နေပြီးတော့ကျွန်တော်ကနော်နောက်ထပ်နော် 3D ထိစီလဲတဲ့ကြာမကြာလေးကိုကြည့်အောင်မယ်အဲ့ဒီမှာလည်းကျွန်တော်တို့က8ရဲ့တန်ဖိုး9ရဲ့တန်ဖိုး5ရဲ့တန်ဖိုးယူမယ်8ရဲ့တန်ဖိုး8ရဲ့တန်ဖိုးဒီကျွန်တော်တို့ဟာ9 6ကိုရရှိတယ်9ရဲ့တန်ဖိုးကိုယူမယ်9ရဲ့တန်ဖိုးဒီကျွန်တော်တို့ဟာ8 1 6ကိုရရှိပြီးတော့9ရဲ့တန်ဖိုးကိုယူမယ်9ရဲ့တန်ဖိုးဒီရှေ့မှာပေးထားသလိုပဲကျွန်တော်တို့ဒီမှာ9ရဲ့တန်ဖိုးဒီ3ည3 1ကိုကျွန်တော်တို့ဟာရရှိထားပြီးဖြစ်တယ်နော်3ည3 1ဟုတ်အခုဆိုရင်ကျွန်တော်တို့ကဒီလိုတန်ဖိုးတီးတီးထွက်သွားပြီအဲ့လိုတန်ဖိုးတီးတီးရနေပြီးတော့ကျွန်တော်တို့ကကဏ္ဍတွေကိုပြန်ပေါင်းဆက်မယ်ဆိုရင်9 6 1ပေါင်းခြင်းကိုယူတယ်9 6 1ပေါင်းခြင်းဒီ6ကိုပေးပြီးတော့6 1 3ပေါင်းခြင်းက3ညကိုပေးတယ်
ပြီးရင်ကိုရှစ်3ညပေါင်းခြင်းကခွန်ကိုပေးပြီးတော့ရှစ်ကိုငါပြီးရင်ထွက်မယ်3ဒီခွန်ထိပ်စီ3ညလေတိုင်း6နောက်ပိတ်ဆိုပြီးတော့ခွန်3ည6ကိုကြားပေးရပါဆိုဒီမှာခွန်3ည6မှာလေတဲအောင်တယ်အခုဆိုရင်2 9နဲ့မှာတစ်ကြိမ်ရှစ်ကို9မှာတစ်ကြိမ်ခွန်3ည6မှာတစ်ကြိမ်ဆို3ကြိမ်စက်တိုင်းကျွန်တော်တို့ကတဲရရှိသွားပြီဖြစ်တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေလေးဒီကနေ့မှာထုတ်ပြလိုက်တဲ့ဒီတမိုးဆိုင်ကိုလည်းအားရကျင့်တယ်မယ်လို့ယုံကြည်ပါတယ်အခုဆိုရင်ကျွန်တော်တို့ကနော်ရှစ်ကို9လေးထုတ်လိုက်တာခွန်3ည6ကိုတဲရပြီပြီးခွန်3ည6နေပြီးထည့်ပြီးတော့ကျွန်တော်တို့ကကိုခွန်လေးကြမကြကိုကြည့်မယ်အဲ့ဒီမှာလည်းကျွန်တော်တို့ကခွန်ရဲ့တန်ဖိုးတွေ3ညရဲ့တန်ဖိုးတွေ6ရဲ့တန်ဖိုးတွေကိုကျွန်တော်တို့ထပ်ပြီးတော့ယူမှာဖြစ်တယ်ခွန်ရဲ့တန်ဖိုးကိုကျွန်တော်တို့ယူမယ်ခွန်ရဲ့တန်ဖိုးဒီကျွန်တော်တို့က4 8တစ်ကိုကျွန်တော်တို့ရရှိတယ်ပြီးရင်3ညရဲ့တန်ဖိုး3ညရဲ့တန်ဖိုးဒီကျွန်တော်တို့ဒီမှာ2ခွန်6ကိုရရှိပါတယ်ခင်ဗျာနော်3ညရဲ့တန်ဖိုးဒီ2ခွန်6ကိုရရှိပြီးတော့ကျွန်တော်တို့က6ရဲ့တန်ဖိုးကိုထပ်ယူမယ်6ရဲ့တန်ဖိုးဒီကျွန်တော်တို့ကဆက်ရတယ်ဆိုတော့3နဲ့5ကိုရရှိပြီးတော့ခွန်3ည6ရဲ့တန်ဖိုးဒီရတော့ပေါ်ထွက်လာပြီအဲ့ဒါတွေကိုပေါင်းစိန်ကိုခွန်ရမရအောင်ကြည့်ပဲအဲ့ဒီမှာလေ1ရဲ့6ရဲ့5ရဲ့ပေါင်းတာကလည်းကျွန်တော်တို့ဒီမှာ2ကိုရရှိပြီးတော့8ရဲ့ခွန်ရဲ့2ရဲ့ပေါင်းတာကလည်းကျွန်တော်တို့ဒီမှာပါဖြစ်လေခွန်ကိုရရှိတယ်ပြီးရင်4နဲ့3ပေါင်းခြင်း4နဲ့ပေါင်းခြင်းဒီ6နဲ့3နဲ့ပေါင်းခြင်းကလည်း9ဆိုပြီးပေးပါတယ်ဗောနော်အဲ့ဒီမှာလေကျွန်တော်တို့ကခွန်3ည6ပြီးရင်ထွက်မသေးဒီ9ထိပ်စီခွန်လဲတိုင်း2နောက်ပိတ်ဆို9ခွန်နဲ့ကျွန်တော်ဒီမှာထဲချသွားပြန်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ကတစ်ချိန်2ချိန်3ချိန်4ချိန်ထိကိုကျွန်တော်တို့ကထိပ်စီလဲတိုင်းနောက်ပိတ်ကိုတဲပေးသွားပြီဖြစ်တယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့က9ခွန်နဲ့ကနေပြီးတော့ပဲထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ဒီထိပ်စီလေးကိုနောက်ထပ်ခဏကောင်လေးကိုထပ်ထုတ်ကြည့်မယ်အဲ့ဒီမှာလေ9ရဲ့တန်ဖိုးခွန်ရဲ့တန်ဖိုး2ရဲ့တန်ဖိုးကိုကျွန်တော်တို့ထပ်ပြီးတော့ပေါင်းပါဖြစ်တယ်9ရဲ့တန်ဖိုးယူမယ်9ရဲ့တန်ဖိုးရှေ့မှာပေးထားသလိုပဲကျွန်တော်တို့ဒီ8 6ကိုကျွန်တော်တို့ရရှိတယ်ပြီးခွန်ရဲ့တန်ဖိုးကိုယူမယ်ခွန်ရဲ့တန်ဖိုးကလည်းကျွန်တော်ဒီမှာပေးထားတယ်4 8ကိုရရှိပြီး2ရဲ့တန်ဖိုးကလည်းကျွန်တော်ဒီမှာရှေ့မှာရထားတဲ့4 3ကိုရတယ်အဲ့ဒီမှာကျွန်တော်တို့ကတန်ဖိုးတီးတီးပေါင်းဆက်မယ်9ခွန်နဲ့ကနေပြီးတန်ဖိုးတီးတီးပေါင်းဆက်ရင်6ကိုရမရကြည့်မယ်အဲ့ဒီမှာလည်း6 1နဲ့ပေါင်းရင်ကလည်း9ကိုရရှိတယ်1 8 3 1 8ပေါင်းခြင်း9နဲ့3နဲ့ပေါင်းခြင်းကလည်း2ကိုပေးပြီးတော့8 4 4ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာပါရလေ8 4ပေါင်းခြင်း2 2နဲ့4နဲ့ပေါင်းခြင်းကလည်း6ဆိုပြီးရရှိတယ်အဲ့ဒီမှာ9ခွန်နဲ့ပြီးထွက်မှသေးစီ6ထိပ်စီနဲ့လည်း9နောက်ပေးစု6နှစ်ကိုကျွန်တော်တို့ကတက်ထပ်ပြီးတော့ပေးသွားပြန်ပါတယ်ခုဆိုရင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ဒီကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တို့တဲ့ပုံစံလေးပေးလာပြီဆိုတော့အားရကျင်းနာမယ်ထင်တယ်6နှစ်ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ထပ်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့ဒီမှာလည်းကျွန်တော်တို့က6ရက်တန်ဖို့2ရက်တန်ဖို့9ရက်တန်ဖို့ကျွန်တော်တို့ထပ်ပြီးတော့ယူအောင်မှာဖြစ်တယ်အဲ့ဒီမှာ6ရက်တန်ဖို့ယူမယ်6ရက်တန်ဖို့ဒီရှေ့မှာပြသလိုပဲကျွန်တော်တို့ဒီမှာ3နဲ့5ကိုရရှိပြီးတော့2ရက်တန်ဖို့ကိုယူမယ်2ရက်တန်ဖို့ဒီမှာပေးထားသလိုပဲ4 3 2ကိုရရှိပြီး9ရက်တန်ဖို့9ရက်တန်ဖို့ကျွန်တော်ဒီမှာ8 6ပေးထားဆိုကျွန်တော်တို့ဒီမှာ8 6ကိုရရှိတယ်အဲ့ဒီမှာကျွန်တော်ရရှိထားတဲ့6ရက်တန်ဖို့2ရက်တန်ဖို့9ရက်တန်ဖို့တွေတီးတီးကိုကျွန်တော်ပေါင်းမယ်အဲ့ဒီမှာလည်းကျွန်တော်တီးတီးပေါင်းရင်9ရက်2ရက်6ရက်ခွန်ပေါင်းမယ်ဆိုရင်9နှစ်ပေါင်းခြင်းဒီခွန်နဲ့6နှစ်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါရ3ကိုပေးပြီးတော့2ရက်3ရက်1ရက်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ6ကိုရရှိတယ်ပြီးရင်4 3 8ကိုပေါင်းမယ်ဆိုရင်3 4ပေါင်းခြင်းဒီခွန်နဲ့8နဲ့ပေါင်းခြင်းကလည်း9ဆိုပြီးရရှိတာဆိုတော့ကျွန်တော်ဒီမှာ6နှစ်ကိုပြီးထွက်မသေးဒီ9 6 3ဆိုပြီးရရှိရမှာဖြစ်တယ်ဒါကြောင့်မလို့9ထိပ်စီ6လက်တဲ့3နောက်ပိတ်ဆိုပြီးတော့ပေးခဲ့တဲ့ရမှာကျွန်တော်တို့ကထိစီလက်တဲ့နောက်ပိတ်ကိုထပ်ချသွားတယ်ဥဆုံးကျွန်တော်ဒီမှာ1ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ထိထပ်ပြီးတော့ပေးထားပြီး9ချိန်တော့ကောကျွန်တော်မိတ်ဆွေထပ်ပြီးတော့ပေးမလားဆိုတာကိုကျွန်တော်တို့ကစောင့်ကြည့်ရမှာဖြစ်တယ်နောက်ရက်နောက်ပတ်တွေအတွက်လည်းကျွန်တော်မိတ်ဆွေတွေကျွန်တော်ကအကောင်းဆုံးတော့ site တွေနဲ့ကျွန်တော်အနည်းချုပ်တွေကိုထပ်မှပြသပေးသွားအောင်မယ်အဒီဗီဒီယိုလေးတွေကိုလည်းကျွန်တော်မိတ်ဆွေတွေအချိန်နဲ့တပြေးညီထပ်မှပြီးတော့ကြည့်ရှုရင်းနေဆိုလို့ရှိရင်လည်းကျွန်တော်ဘယ်လိုဖိုင်လေးအောက်ကအနည်းအောင် subscribe ဆိုတဲ့စာသားနဲ့သူ့ရဲ့ဘယ်နှခေါင်းလောင်းလေးကိုတည်ထားရမြေကျွန်တော်တည်များဗီဒီယိုတွေကိုကျွန်တော်မိတ်ဆွေတွေအချိန်နဲ့ပြည့်ညီကြည့်ရှုသွားနိုင်မှာဖြစ်တယ်ဝထပ်ပြီးထုံတော့ပြီးတော့မှာကတော့လာမယ့်တရက်3လ2026မှာထွက်မဲ့ 3D ရဲ့ကျွန်တော်ကတန်ဖိုးကိုကျွန်တော်မိတ်ဆွေတွေကိုတင်ဆက်ပေးတော့မှာဖြစ်တယ်အဲ့ဒါတော့ကျွန်တော်မိတ်ဆွေတွေဒီမှာ9ရက်တန်ဖိုးဒီကျွန်တော်ရှေ့မှာရထားတယ်3ည
3တစ်ကိုရတယ်ပြီး6ရဲ့တန်ဖိုး6ရဲ့တန်ဖိုးဒီမှာပြထားသလိုပဲကျွန်တော်တို့က3နဲ့5ကိုရရှိပြီး3ရဲ့တန်ဖိုးကိုယူမယ်3ရဲ့တန်ဖိုးဒီကျွန်တော်တို့ဒီမှာနဲ့6ကိုရရှိထားတယ်အခုဆိုကျွန်တော်တို့ဒီမှာ9ရဲ့တန်ဖိုး6ရဲ့တန်ဖိုး3ရဲ့တန်ဖိုးတွေအသေးသေးရရှိပြီးအဲ့တန်ဖိုးတွေကိုပေါင်းစပ်ပြီးတော့ကျွန်တော်မိတ်ဆွေအတွက်လာမယ်ကျွန်တော်ဒီတရက်3လ2026အတွက်ခဏကောင်ကိုထုတ်ပေးတော့မယ်ဟုတ်ကဲ့အဲ့ဒီမှာလည်းကျွန်တော်တို့156ပေါင်းခြင်းကိုယူမယ်156ပေါင်းခြင်းဒီတဲ့ကျွန်တော်တို့ဒီမှာနှစ်ကိုရရှိတယ်ပြီးရင်3နှစ်1ပေါင်းခြင်းဒီလည်းပါရတယ်ကျွန်တော်တို့က6ကိုရရှိပြီးတော့3ည3နှစ်ပေါင်းခြင်းကလည်းပါဖြစ်တယ်ကျွန်တော်တို့က56ကိုရရှိတယ်ကျွန်တော်တို့ခုဆိုရင်နေတူတဲ့အတိုင်းပဲလာမယ့်1ရက်3လ2026အတွက်ထိပ်စီးသည်9အလဲတန်းကြီး6နော်နှစ်ဒီနောက်ပိတ်ဆိုရင်96နှစ်ပြီးခဲ့တဲ့ရက်ကထွက်တာ96 96နှစ်ဆိုပြီးတော့ထပ်ပေးနေတယ်ဒါကြောင့်မို့ဒီကနေ့ဒီကျော်မိတ်ဆွေအတွက်ကြိုက်ဆုံးကနေ့ဖြစ်လိမ့်မယ်လို့ယုံကြည်တယ်တကယ်လို့ကျော်မိတ်ဆွေတွေရှိမှလည်းအကောင်းဆုံးကနေ့ရှိရဲဆိုချင်းချင်းပြန်လဲပြီးတော့မျှဝေသွားနိုင်မှာဖြစ်တယ်ဟုတ်ကဲ့ဒီကနေ့မှာကျော်မိတ်ဆွေကျော်တက်ဆက်ပေးထားသေးလာမယ့်1ရက်3လ2026မှာထွက်မဲ့ 3D ကိုကျော်တံမိုးကနန်းလေးကိုအကောင်းဆုံးဖန်တီးပေးထားတယ်အဲ့ဒါတော့မြင်တွေ့တဲ့အတိုင်းပဲเนาะကျော်မိတ်ဆွေအတွက်ထိစီကတော့9ကိုရရှိတယ်အလဲထိုင်ဒီ6ကိုရရှိပြီးတော့နောက်ပိတ်ဒီနှစ်ကိုကျွန်တော်ဒီမှာရရှိထားတယ်ဒါကြောင့်မို့လို့ရန်ကိုကောင်းတဲ့ထိစီလေးတဲ့နောက်ပိတ်ဖြစ်တဲ့ကြိုက်တုံပဲထင်တယ်ဒီညမှာကျွန်တော်မြတ်တာလည်းစောင်းနေတယ်ကျွန်တော်ကเนาะခဏလေးထပ်ပြီးပေးခြင်းတယ်ကျော်မိတ်ဆွေအတွက်9နှစ်6လေးကိုလည်းရန်စီခြင်းတယ်ခင်ဗျနော်ထူကြလေးနဲ့အကောင်းဆုံးကိုဖန်တီးပေးတဲ့ဖြစ်တဲ့အတွက်အားရခြင်းနဲ့ထင်တယ်နောက်ပြီးတော့ပေါ့နော်တန်ဖိုးလေးကိုပြန်ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာတန်ဖိုးလေးကိုကျွန်တော်ဒီလိုထည့်ပေးထားတယ်အဲ့ဒီမှာကျွန်တော်တရက်တန်ဖိုးနေ့ရက်တန်ဖိုးဒီမှာတီးတီးလဲကျွန်တော်ဗီဒီယိုလေးကိုကြည့်လို့နော်ကြည့်ရှုပြီးတဲ့ဒီလိုဆိုရင်တန်ဖိုးလေးတွေကဘာလဲမေးတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေနောက်ဆုံးမှကျွန်တော်တန်ဖိုးလေးကိုထည့်ပြီးရေးပြလိုက်ခြင်းနဲ့ဖြစ်တယ်အားလုံးပဲကြိုက်တူမယ်လို့ထင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုမိတ်ဆွေအားလုံးနဲ့ပေါ့ပါစီကြောင်စုမကောင်တောင်းပေးခြင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုမိတ်ဆွေအားလုံးဒီစီချမ်းမှာခွေးချမ်းသာနဲ့ပြေဆုံးကြပါစေစိတ်ချမ်းသာခွေးချမ်းသာပြေဆုံးပြီးတဲ့ကာလပေါ့နော်လူရင်းဆန္ဒတွေနဲ့ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒနဲ့ပေါ်တွေတထက်ချပြီးတော့အေဂျင့်တာရကြပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုကြော်ဒီလောက်နဲ့ပဲဆုံးသက်ခါရနာကြပါတယ်အားလုံးပဲဒီကနေ့လေးနဲ့ပေါက်၍ကြမှာရှင်လဲကြပါစေခင်ဗျာ